ဒါလေးကကြတော့လေကြက်ဥလိတ်ကြော်တဲ့ဦးလေးပါနော်ကြက်ဥလိတ်ကြော်တာတို့မုတ်ကြော်တာတို့အဲ့လိုမျိုးဦးလေးပါဒါလေးက2လုံးရှိပါတယ်မကတ်ဦးလေးတွေသူကကြတော့အကျယ်ကဒီလိုမျိုးအရှည်ကကြတော့9လက်မပေါ့နော်ဒီလိုအကျယ်က9လက်မရှိပါတယ်နှလုံးလုံး size ကတူတူပါပဲဒါလေးက2800ပါနော်တစ်လုံးကို2800ပါဒီမှာပါနော်ဒီဘက်က net stick တွေကတော့တော်တော်လေးကောင်းပါတယ်ဒါလေးက2လုံးပဲရှိပါတယ်ရှင်ဒီမကတ်ဦးလေးကဒီဟာလေးကကြတော့လေတော်တော်ကောင်းတယ်ဒီနားလေးနည်းနည်းလေးပုံးရလေးပါလို့ပေါ့နော်ဒါလေးလဲ2800နဲ့ပဲယူပါသူကအကျယ်က9လက်မခွဲအမြင့်က3လက်မရှိပါတယ်ဒါလေးကဟင်းနေပါတယ်လဲချက်လို့ရတယ်ဟင်းရည်လဲချက်လို့ရတယ်နော်အိုးလေးကတော်တော်ထူတယ်ဒါတီဖဲတစ်စိတ်လေးပါဒါလေးလဲ2800မှာပဲရှင်ပြီးတော့လို့ရှိရင်ဒီဟာလေးတစ်လုံးပေါ့နော်ဒါလေးကအဖုံးလေးပါပါတယ်သူကကြတော့အကျယ်က6လက်မခွဲအမြင့်က3လက်မခွဲပါနော်အဖုံးလေးဆိုလို့ရှိရင်လည်းတော်တော်ကောင်းတယ်ဆီလီကွန်အဖုံးမှာအထူစားလေးနဲ့အဖုံးလေးကလည်းကြက်နေရပဲနော်အတွင်းထဲမှာဆိုလို့ရှိရင်လည်း nan stick လေးတွေကတော်တော်လေးကောင်းသေးပါတယ် nan stick လေးတွေတော်တော်လေးတန့်တယ်နော်ကွာတာပြူတာမရှိပါဘူးတီဖဲတစ်စိတ်လေးပါဒါသူ့ရဲ့ဒါလေးကအပြင်ပုံနော်ဒါလေးကကြတော့အတွင်းထဲ nan stick လေးတွေပါသူကကြတော့အကျယ်က6လက်မခွဲအမြင့်က3လက်မခွဲရှိပါတယ်ဈေးနှုန်းလေးက4000ပါနော်သူကခမင်းတွေပါရေခမ်းချက်တာလေးတို့ကိတ်မုတ်ဖုတ်တာလေးတို့အဲ့လိုမျိုးတွေကောင်းပါတယ်နော်ဒါလေးခောက်ဆွဲပြုတ်ပါညာလေးအဲ့လိုလဲလုပ်လို့ရပါတယ်အပြုတ်ဦးလဲလုပ်လို့ရတယ်ဒါလေးက4000ပါဒီတော့လို့ရှိရင်ဒါလေးပေါ့နော်ဒီအိုးလေးကလည်းအပြုတ်အိုးလေးပါပဲဒီလိုမျိုးခိုင်းလေးပါပါတယ်ဒါလေးဆိုလို့ရှိရင်လည်းတော်တော်တန့်တယ်နော်အတွင်းထဲမှာ nan stick တွေလည်းတော်တော်တန့်ပါတယ်မီးလည်းအစုံသုံးလို့ရပါတယ်အဖုံးကဆိုလို့ရှိရင်လည်းဒီလိုမျိုးမကွဲမှန်အထူလေးနဲ့လာပါတယ်နော်သူကဒီမှာနှုတ်သီးလေးလည်းပါတယ်အရှိမဒီမှာဆိုလို့ရှိရင်အဖုံးကလည်းဒီအငွေ့ထောပေါက်လေးလည်းပါတယ်ဟင်းရည်တွေပါချက်မယ်ဆိုလို့ရှိရင်လည်းစွပ်ပြုတ်တွေပါချက်မယ်ဆိုရင်လည်းကောင်းတယ်နော်ဒါလေးကနို့ကြိုတာတို့ပါလို့အဲ့လိုလည်းကောင်းပါတယ်သူကကြတော့အကျယ်က6လက်မခွဲအမြင့်က9လက်မပါဈေးနှုန်းလေးက4000ခွဲပါနော်ဒါလေးက4000ခွဲပါရှင်ပြီးတော့လို့ရှိရင်ဒါလေးက2အိုးတွဲလေးပြပေးမယ်ပေါ့နော်2အိုးတွဲလေးဒါလေးဆိုတော်တော်လေးတန့်တယ်လှတဲ့ထဲမှာပါတယ်နော်ဒီလိုမျိုးအဖုံးလေးကတော့တစ်ခုပဲပါတယ်အိုးလေးကဒီလိုမျိုးစင်တူလေးနှလုံးပါတယ်လုံးဝတန့်တယ်အစ်စ်နီးပါးတန့်ပါတယ်ဂျပန်ကြောက်မှာအစ်စ်နီးပါးတန့်တယ်ဖင်အားဆိုလို့ရှိရင်လည်းဒီမှာနော်ကြိုက်တဲ့မီးအစုံသုံးလို့ရပါတယ်သူကကြတော့အကျယ်က9လက်မစောက်က3လက်မရှိပါတယ်ဒီလိုတအိုးပါတယ်ပေါ့နော်အိုးအသေးကတော့အဖုံးမပါပါဘူးနော်အိုးအကြီးကတော့အဖုံးပါပါတယ်အတွင်းထဲမှာ nan stick တွေဆိုရင်တော်တော်လေးတန့်တယ်နော်တော်တော်လေးတန့်ပါတယ်သူ့ရဲ့ site ကဒီမှာရေးထားပါပေါ့နော်ဒါလေးကအဖုံးလေးပါပါတယ်သူကကြတော့အကျယ်က8လက်မခွဲအမြင့်က4လက်မပါဒီလိုမျိုး2အိုးပေါင်းကို2အိုးပေါင်း9000ပဲပြီးပါနော်2အိုးပေါင်း9000မှာအစ်စ်နီးပါးတန့်ပါတယ်ဒါလေးကတရွဲပဲရှိပါတယ်နော်ကြိုက်တယ်ဆိုလို့ရှိရင်တော့ Viber ကိုလာပြီးပါပြီးတော့လို့ရှိရင်ဒီအိုးကြီးပေါ့နော်ဒီအိုးကြီးဆိုလို့ရှိရင်တော်တော်လေးကောင်းမယ်သူက2ချမ်းသုံးလို့ရပါတယ်နော်2အိုးအနေနဲ့တော့မှသုံးလို့ရပါတယ်ရှင်အကင်တွေပါလည်းကောင်းတယ်သူကဒီနားလေးကတန်လိုက်ပါတယ်နော်တန်လိုက်ကလေးပါပါတယ်အဲ့တန်လိုက်ကလေးကနေဖွင့်ရမှာနော်တော်တော်လေးတန်တယ်